ကျွန်တော်တို့တွေကဒီနေ့စဉ်ဘဝမှာဆိုလို့ရှိရင်အရာရာကိုအမြဲသင်ယူနေရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေသင်ယူဖို့အတွက်အကောင်းဆုံးဖြစ်တဲ့အရာ၃ခုရှိပါတယ်အဲ့ဒီအရာ၃ခုကနေပြီးတော့သင်ယူဖို့လေ့လာဖို့အတွက်ကိုလည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့အဲ့ဒီအရာ၃ခုကဘာလဲဆိုလို့ရှိရင်တော့ Hello everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ကမိုးဆက်လာဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့ပေါ့နော်ကျွန်တော်မနေ့ကတုန်းကဒီစာပေဟောပြောပွဲတစ်ခုကိုကြည့်ပြီးနောက်ရရှိလာတဲ့ဒီဘယ်လိုပြောမလဲဘူတုဒအချက်လေးတစ်ချက်ကိုဒါပြောပြီးပြန်ပြီးမှ sharing လုပ်ပေးချင်တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့စဉ်ပေါ်မှာနေထိုင်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်လေးလာတင်ယူမှုတွေအများကြီးလုပ်ရတယ်ပေါ့လေဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့လေးလာတင်ယူမှုတွေအများကြီးလုပ်နိုင်ဖို့အတွက်အကောင်းဆုံးအရာ၃ခုရှိတယ်အဲ့အရာ၃ခုတွေရန်နေပြီးလေးလာဖို့အတွက်ကိုလည်းမမေ့ဆိုမမေ့နေပေါ့လေเนาะအဲ့ဒါကိုပြောရင်းနဲ့မှာအဲ့အရာ၃ခုကဘာလဲဆိုလို့ရှိရင်တော့နံပါတ်၁ကဒီလောကနံပေါ့လေလောကနံကနေပြီးတော့မှကျွန်တော်တို့ဘာတွေကိုရယူတင်ယူနိုင်လဲဆိုလို့ရှိရင်တော့အရာရာကမမြင်ဘူးဆိုရအကြောင်းနေပြီးလို့ရှိရင်ဖြစ်ပြတဲ့သဘောပြီးလို့ရှိရင်ငဝင်တော်မို့ဆိုတာမုန်းနေတာစတာတွေကိုဒါတင်နိုင်နေပြီးတော့အဲ့လိုလောကဒဏ်အခက်ခဲတွေကိုရင်ဆိုင်နေရင်းနဲ့မှဒီရလုပ်လို့ရှိရင်တော့ဒီရဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါအတွေ့ရတယ်ပေါ့လေသင်ခန်းစာကြီးရတယ်အဲ့ဒါရနေပြီးတော့ဒါတင်ယူနိုင်ရယ်ဆိုတော့ဒီလောကဒဏ်ကနေပြီးတော့လည်းတင်ယူနိုင်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီလူတွေစီကနေပဲတင်ယူနိုင်တယ်လူဆိုတော့ကဒီတာမန်မဟုတ်ဘူးပေါ့တာမန်မဟုတ်ဘူးဆိုတော့ကဒီကိုထက်ပညာရောအရေးချင်းရောအဲ့လိုမျိုးတက်ဆင့်ပုံမြင့်နေတူတွေပေါ့နော်စီနီယာကြတဲ့သူတွေကိုယ့်ရဲ့ဆရာသမားကြီးဆရာနေပြီးတင်ရမျိုးပဲဖြစ်ပါတယ်အဲ့လိုမျိုးဒီလိုမျိုးအဲ့လိုတင်မယ်ဆိုလို့ရှိရင်ဒါစာပေဟောပြောပွဲတွေပြီးလို့ရှိရင်ဒီလိုမျိုးပေါ့လေ presentation တွေလုပ်တဲ့သူတွေခုလိုမျိုးဒီ content creator တွေပေါ့လေအဲ့ရနေရောလဲဒါတင်ယူနိုင်တယ်ဆိုတော့ content creator ဆိုလို့ကျွန်တော်လည်းဒီ content တွေဖန်တီးရပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ video တွေကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဟာလေးတွေကိုကျွန်တော်ဖတ်ခဲ့ရတဲ့ဟာလေးတွေကနေပြန်ပြီး share လုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ရိုးရှင်းနေပေါ့လေရိုးရှင်းတော့ရယူခြင်းနဲ့လည်းယူခြင်းနဲ့လူလည်းယူလို့ရတယ်လို့မယူခြင်းနဲ့လူလည်းမယူလို့ရဘူးကျွန်တော်ရဲ့ဗီဒီယိုရအရင်ကောင်းငယ်အထဲမှာမပါပါဘူးကျွန်တော်တန်းနိုင်လောက်လေးပြန်ပြီး share လုပ်ပေးရဖြစ်တဲ့ကြောင့်မို့ရိုးရှင်းနေပေါ့လေဆိုတော့ကျွန်တော်ထားဒီလိုမျိုးစီညာကြပြီးတော့မှကဘာကြီးတမရင်းနေပေါ့လေတို့ရှိရနေပြီးသူတို့ဖန်တီးရဲ့ content တွေကနေပြီးတော့မှကျွန်တော်တို့ဘူတုဒရေးတင်ယူကြရအများကြီးလေးလာကြရအများကြီးကိုရရှိနိုင်တာပဲဖြစ်ပါတယ်ဆိုတော့ဒါနှစ်ခုပြီးတော့ပြီပေါ့နိနောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကစာအုပ်တွေကနေပြီးလေးလာလို့ရတယ်စာအုပ်တွေကိုဖတ်ခြင်းအပြင်ကျွန်တော်တွေကဒီစာအုပ်ဖတ်တဲ့ဆိုတော့ကကျွန်တော်အုံနောက်ကိုအလေးချင်းလုပ်ပြီးအတွေးခေါ်ပေါ့လေအမြဲတမ်းတွေးနေစေတဲ့အရာတစ်ခုအခုချိန်မှာဆိုလို့ရှိရင်စာအုပ်တွေဈေးနှုန်းကအရင်မြင့်တဲ့အတွက်ကြောင့်မလို့စာအုပ်ကိုင်းပြီးတော့ဖတ် e-book နဲ့ပဲဖတ် audio book နဲ့ပဲဖတ်ဘယ်လိုဖတ် PDF file နဲ့ပဲဖတ်ဘယ်လိုပဲဖတ်